ရွှေဘုံမြို့နယ်တီးလုံးရွာကပြူစောတိတွေကိုတက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်တီးလုံးရွာနေပြူစောတိတွေကအနီးဝန်းကျင်ကျေးရွာတွေမှာတရားလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကိုအကြောင်းမဲ့နှောက်ယှက်ပစ်ခတ်နေတဲ့အတွက်တက်ခတ်ခဲ့တယ်လို့ရွှေဘုံမြို့ကျောင်းတပ်ဖွဲ့ကဒီနေ့မှထုတ်ပြန်ပါတယ်။ဒီပစ်ခတ်မှုကဇူလိုင်လ22ရက်နေ့မှာဖြစ်ခဲ့တာဖြစ်ပြီးပြူစောတိတွေဘက်ကအထူးကရှိမရှိကိုတော့စုံစမ်းနေသေးဖြစ်တယ်လို့ရွှေဘုံမြို့ကျောင်းတပ်ဖွဲ့ကအသိပေးပါတယ်။တီးလုံးပြူရွာကပြူစောတိတွေကတောင်ရလုပ်ငန်းလုပ်ကိုင်နေသူတွေကိုမကြာခဏလာရောက်ပစ်ခတ်နေလေရှိတယ်လို့ရွှေဘုံမြို့ကျောင်းတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ရွှေဘုံမြို့ကျောင်းတပ်ဖွဲ့ကတော့အကြမ်းဖက်စစ်တပ်နဲ့ပြူစောတိတွေကိုအမြင့်ပြတ်ချေမှုန်းဖမ်းမှဖြစ်ပြီးမိဘပြည်သူတွေကိုကာကွယ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဒီတက်ခိုက်မှုကိုတော့ရွှေဘုံခေါ်တိုင်းရွှေဘုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဒေါင်းစစ်တီအကြမ်းဖက်နှိမ်နင်းရေး PSF ညီကိုတွေကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်